发夸嘛表呢呀？杀人三三票，夜幕上那个全国考马的时候标出来的，哎啦，把考出来，考马第一数，快马道路标了把它给。စတိုင်ကပန်းစတိုင်လားမသိဘူးနော်ရာကြည့်လို့ပြရတယ်မင်းမိသားရဲ့ဘုံဟုတ်ဟာရမင်းအဲ့လိုမပြောနဲ့လေကွာဟယ်လိုအားလုံးပဲမင်္ဂလာပါဟန်ကြီးဘာမစ်ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဒီနေ့ reaction လုပ်ပေးသွားမှာတော့ဟာတာဗီဒီယိုလေးကို reaction လုပ်ပေးသွားမှာဖြစ်ပါတယ်ဘယ်လိုဟာတာဗီဒီယိုလေးလဲဆိုတော့ကျွန်တော်နဲ့ကြည့်လိုက်ကြစို့ let's go 2022ခုနှစ်မှာရည်စားထားမဲ့ယောက်ျားလေးတွေအတွက်တိုင်းကွက်ပေါင်းစုံတက်ထားဖို့လိုပါတယ်။တိုင်းကွက်ပေါင်းစုံတက်ထားဖို့လိုပါတယ်။ Yeah boy ကျွန်တော်ပြောရတဲ့ရှောင်းလင်းသားကိုပြောတာပါမောင်နာဟာလို့ရလဲကွာနောက်တစ်ခေါက်ထပ်ကြည့်မယ်နောက်တစ်ခေါက်ပြောင်းရေးတကယ်နော်တကယ်ကိုမင်းအဲ့လိုတိုင်ပြီးမှတကယ်ကိုတင်ထားတဲ့နေမင်းသူ့ရဲ့ဆရာကြီးပါကနေထူးနိုင်နေပါဖြစ်နေပါမင်းတို့သွားတင်ရင်လည်းတင်ထားโอเคတာနောက်မောင်လေး Good morning ခွမ်းပါသေး考马的说把来路的， ခွမ်းပါသေးဆိုတာမြန်မာလူပေါ်တာစကားနဲ့ဟေ့ဘောရနာစကားဆိုတကယ်ရှိလို့လားဟာငါတော့မကြားဘူးဘောရနာစကားတော့ဘာလို့မကြားဘူးကွာငါသိရပါဠိစကားတော့ဘာလို့လောက်ပဲကြားဘူးလားသွားရှုပ်လို့မရအောင်နော်ရကြည့်လိုက်3ဘွင်းနဲ့လက်ခွာမသေးအရှင်အခင်းကြီးလို့ပြောတာပါ讨厌那说把来路的ပေါ်တာနာတော်တော်ပေါ်တာကိုပြောတာပါခင်ဗျ，Thank you 路的发夸嘛表呢呀，Thank you 路的 Thank you ဟေ့နှုတ်ဆက်တာလေအလွင်းကြီးနော်ရအောင်ဒီလိုပဲနှုတ်ဆက်တာအဲ့လေ杀人三三票，夜幕上那个全国考马的时候标出来的，哎啦，把考出来，考马第一数，快马道路标了把它给。Oh, you bloody fool! Get out from here! ကိုကြီးမှတ်ညံနေတာယောက်ျားလားမိန်းမလားအေးဟုတ်တယ်ကွာမှတ်ညံနေတာယောက်ျားလားမိန်းမလားမင်းတို့ဘယ်လိုထင်လဲဟာမှတ်ညံနေတာတော့မသိဘူးကွာမှတ်ညံကောင်းတာတော့မိန်းမကြီးပဲငါပြောရမျိုးမင်းစမ်းကြည့်လိုက်ကွာမင်းကောင်းမလေးနဲ့ကွာမင်းအခုစားတော့ဆိုင်တစ်ခုသွားထားကြပါတော့ကွာစားကြတစ်ခုသွားစားတယ်ပေါ့နင်အဲ့လမ်းမှာကွာသွားတဲ့လမ်းမှာကွာမင်းကောင်းမလေးတယောက်ကိုအမှတ်မထင်မင်းကြည့်မိလိုက်တယ်မလားအေးမင်းကြည့်နေအောင်မင်းကောင်းမလေးကမြင်သွားပြီဆိုရင်မင်းနောက်3ရက်လောက်နေတော့မှကွာမင်းအိုက်ကောင်မလေးအမှတ်တမဲ့ကြည့်တဲ့ဟာကိုသူတို့ကတည်ရောအဲ့လိုကိုမင်းပြန်ပြီးရေးလိုက်မယ်ခုတော့ဘာလဲဆိုတော့ဆက်ကြည့်လိုက်မယ်ငါတို့ယောက်ျားလေးတွေပါကွာဒါလို့လေစော်အလန်းမြင်တာနဲ့မိန်းမရှိမှန်းမသိတော့ဘယ်လိုငါတို့ယောက်ျားလေးတွေပါကွာဒါလို့လေစော်အလန်းမြင်တာနဲ့မိန်းမရှိမှန်းမသိတော့
ဟဲ့စတိုင်ကပန်းစတိုင်လားမသိဘူးနော်ဟဲ့ ကြည့်လို့ပြရတယ် မင်းမိသားစုကို ဟုတ် မင်းနဲ့ ကျွန်တော်နာမည်ခါခွေးငတ်တာခင်လိုက်ပါ နာမည်မင်းရှေ့ရစလုံးပေါင်းဖြစ်နော်ခါခွေးငါသက်ခင်လာဒါကြဟာရီနာသက်ဟန်ကြီးအဲ့လေ ရိုးပြောသားမှာ စလုံးလုံးမှမဆိုလို့ မင်းတဲ့ ကျွန်တော်အသက်က20ခွန်လောက်တော့ရှိပြီထင်တယ်နော် မင်းကိုတက်တော့ကိုမသိလားကွာ ဟုတ်20ခွန်နဲ့28ကြားလမ်း30တောင်းဟုတ်ပါဘူး20ခွန်28ကြား မင်းနာမည် ဖေးရမရှိတော့ ဘယ်ဟော အဖေခဏခရီးသွားမဟုတ်အဖေဆုံးသွားတာ မင်းနာမည်ပြီးနေတာ ဟောဟုတ်ကဲ့ဖေးနာမည်ဦးမြတ် အေးမှတ်ဖို့နေ မှတ်ပုံပင်ကမရှိ ဘာလို့မရှိ ဟိုမီးလောင်တဲ့ထဲပါ အဲ့ဆိုရကတော့မှကျ မရှိဘူးည အမေတော့တောင်းမှာပေါ့ကွာ အမဟုတ်ရားကရုံးမှမရှိတော့မီးလောင်တဲ့ထဲပါ အဲ့ဆိုရဲတော့တောင်းမှာကျ အရဲစကန် လေးအောင်ပါပါ မပေါ့ဘူးရဲစကန်တော့မလောင် ရဲတော့တောင်းမှာကျ လိုလိုကိုယူလာဒါလေးကိုမလောင်ဘူးမလဲ မီးသက်မှာလည်းမီးသက်ဝန်တန်းလာလျှောက်တာသူ့ရဲ့မီးရဲမြပါသွားလို့လားမသိဘူးနော်မီးလောင်ထားရဲဆိုတော့ကြာ တိတ်တာ မင်းဘာရွေးနေပြတဲ့ဝင်နေတာမစနဲ့ကွာမငိုချင်းလာပြီ ကျွန်တော်အဲ့တော့မဖြည့်ချင်တော့ကျွန်တော်အရင်ခံလာရတယ်တ냐ကျွန်တော်ချစ်တယ်ကျွန်တော်ဟန်နေလေးနဲ့ချစ်တယ်နိုင်ကလပ်အတကူလမ်းထွက်အောင်ကဲနေတဲ့အချိန်ဖုန်းဝင်လာကျွန်တော်ရက်ွက်မီးလောင်နေပြီအဲ့ကျွန်တော်ရက်ွက်ကိုကျွန်တော်အတကူပြေးကျွန်တော်ရောက်တဲ့အချိန်မှာကျွန်တော်အိမ်ကမီးဆွဲစာပြူအဲ့မှာရှင်လာဖို့ကောင်းတယ်မီးတက်တွေရောက်လာကျွန်တော်အိမ်ကိုမပက်ဘူးဒီကမလောင်တဲ့အိမ်ကိုပက် 没摘来着瓜。 အဲ့တော့ကျွန်တော်မိသားတယ်ဝင်လာ ဟောလက်စားတယ်တော့မီးသက်တယ်ဝင်လာသူ့ရဲ့မီးလောင်တော့မီးသက်တွေကသူ့ရဲ့ကိုအရင်ညှိမ့်မပေးလို့ ဘာဆိုင်ဘူး ဆိုင်နေစဉ်းစားကြည့်ပါကျွန်တော်သာမိသားတက်ဖို့ဝင်တယောက်ဖြစ်ကျွန်တော်အိမ်ကိုကျွန်တော်ဖူးလို့ပိုင်နေတဲ့ထိုးပြီးပက်လို့ရတာအခုကျွန်တော်မိသားမို့လို့ကျွန်တော်မပက်ကျွန်တော်လည်းပက်လို့မရအခုကျွန်တော်မိသားတဲ့ဝင်မိသားတဲ့ဝင်ပြီးပါရင်ကျွန်တော်အိမ်ကိုကျွန်တော်ပက်အဲ့ဒါအခုကျွန်တော်အိမ်ကပက်စရာမရှိတော့အိမ်မရှိတော့အဲ့ဒါကျွန်တော်အားမလျော့အိမ်ဆောက်ပြီးကျွန်တော်ပြန်ပက် အေးဟုတ်ပါပြီမင်းလည်းမိသားစုရောက်လာပြီဆိုတော့မလောင်တဲ့အိမ်ကိုဘာကြောင့်ပက်ရတယ်ဆိုတော့မင်းတပည့်သိလာမှာပေါ့ ခုလေးကျွန်တော်သိပါတယ်အဲ့ရပေးလို့ပက် ဟေ့ပေါ်တီနော်ဟေ့ပေါ်တီပြောတာနော်နောက်တစ်ခါပြန်ကြည့်မယ်ဗာလို့ မိသားစုရောက်လာပြီဆိုတော့မလောင်တဲ့အိမ်ကိုဘာကြောင့်ပက်ရတယ်ဆိုတော့မင်းတပည့်သိလာမှာပေါ့ ခုလေးကျွန်တော်သိပါတယ်အဲ့ရပေးလို့ပက်ကျွန်တော်သိ ဒါဆိုအမေတို့ကမြန်မာပြည်မှာနေရ